အိမ်ထဲမှာအပင်းစိုက်တာကအလတ်စင်မှုတွေမဟုတ်ဘူးနော်မင်းရဲ့ကျမ်းမာရေးကိုကာကွယ်ပေးမယ်တဘာဝလေတန်းဆက်တွေအကြောင်းသိပြီးပြီလားကိုကရှားဆုံးလက်ပတ်ပါမင်းအိမ်အတွက်အကောင်းဆုံးတတိပေးခေါင်းလောင်းပေါ့လေထုတွေမှာညဉ့်ညက်မှုတွေများလာရင်ကိုကအယောင်ပလောင်းပြီးမင်းရဲ့ကျမ်းမာရေးအတွက်တတိပေးမှာပါကလေးအခန်းအတွက်ဆိုရင်တော့ကိုက Spider Blood မှာလေထုတွေကအစိအတောက်တွေကိုဖယ်ရှားပေးသလိုကိုယ်တိုင်ကလည်းအစိအတောက်မရှိလို့ကလေးတွေအတွက်လုံးဝပေးခင်းမှာပါလေထုကိုစိုးစိုးပြီးရှိချင်းရင်တော့ကိုရွေးပါကိုကတဘာဝ humidifier လိုမျိုး၆သွေးတဲ့လေကိုနူးညံ့အောင်လုပ်ပေးမှာပါစက်တွေတော့မလိုဘူးနော်မူတက်တာကိုတိုက်ထုတ်ဖို့ဆိုရင်ငါပေါ့လေတွေကမူပိုးမွားတွေကိုစုပ်ယူပေးပြီးအခင်းတွေကစိုးထိုင်းစာကိုမျှတအောင်လုပ်ပေးမှာပါကျယ်ဝန်းတဲ့နေရာတွေအတွက်ဆိုရင်တော့ငါကအကောင်းဆုံးပဲဖုံမှုန့်တွေကိုဖမ်းယူပေးပြီးလေကိုတန့်စင်ပေးလို့အပြင်ဘက်မှာရောက်နေသလိုလန်းဆန်းစေမှာပါဆေးလိမ်ဝင်တွေအတွက်ဆိုရင်ငါကအသင့်တော်ဆုံးပါအစီအတောက်တွေကိုစစ်ထုတ်ပေးပြီးအသက်ရှူရတာပေါ်ပါသွားစေရမယ်အသက်ရှူရတာချောင်းချင်းရင်တော့ကိုယ်အနံလေးကိုရှူလိုက်ပါမင်းရဲ့အသက်ရှူလမ်းကြောင်းကိုပွင့်စေပြီးရင်ဘက်ကိုပေါ်ပါလန်းဆန်းစေပါပါအလင်းရောင်မရတဲ့ထောင်ချက်ချက်နေရာတွေအတွက်ငါရှိတယ်ဂယုမဆိုင်လဲရှင်းတန်းနိုင်သလိုမင်းရဲ့အိမ်အတွက်အကျန်းဆုံးဒိုင်းလွှားတစ်ခုလိုအလုပ်လုပ်ပေးမှာပါကဲမင်းအိမ်မှာရောဒီအပင်းလေးတွေကဘယ်နှမျိုးရှိပြီးပြီလဲဒါမှမဟုတ်ဘဲအပင်းကိုအစိုက်ကျင်ဆုံးလဲကိုမမှာပြောပြပေးခိုင်းအောင်နော်